ကမ္ဘာဖလားတော့ပြီးသွားပြီဒါပေမဲ့ FIFA ကတော့ဒေါ်လာ15ဘီလီယံရရှိသွားတယ်ဆိုတော့ဒီ15ဘီလီယံကို FIFA ကဘယ်လိုရှာဖွေခဲ့လဲဆိုတော့ကိုသိချင်တော့ဒီဗီဒီယိုကိုဆောင်းအောင်ကြည့်သွားနော်အားလုံးမင်္ဂလာပါတဆနေရောမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဒီဒေါ်လာ15ဘီလီယံကိုဘယ်လိုရရှိခဲ့လဲဆိုတော့ကျွန်တော်တို့လေ့လာတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ2026 World Cup ပြီးသွားတဲ့အချိန်မှာချန်ပီယံအသင်းကဒေါ်လာ50မီလီယံပဲရရှိခဲ့တယ်ဒါပေမဲ့ FIFA ကတော့ဒေါ်လာ15ဘီလီယံရရှိခဲ့တယ်လို့ကြေညာခဲ့တယ်ဒါပေမဲ့သိထားမှတစ်ခုကဒီ15ဘီလီယံကဒီ2026 World Cup တစ်ခုတည်းကရရှိခဲ့တာတော့မဟုတ်ဘူးဆိုလိုချင်တာကဒီ15ဘီလီယံဆိုတာကလွန်ခဲ့တဲ့2023ကနေပြီးတော့ဒီ2026အထိ FIFA ရဲ့၄နှစ်တာဝင်ငွေအားလုံးကိုဆိုလိုတာဖြစ်တယ်။အဲ့ဒီထဲမှာ2026 FIFA World Cup ပါတယ်။ပြီးတော့2025 Club World Cup ပါတယ် Women World Cup FIFA ရဲ့အခြားပြိုင်ပွဲတွေပြီးတော့လုပ်ငန်းကဝင်ငွေတွေလည်းပါတယ်။ဒါပေမဲ့ဒီ၄နှစ်တာဝင်ငွေထဲမှာမှဝင်ငွေအများဆုံးရှာပေးတာကတော့ဒီ2026 FIFA World Cup ဖြစ်တယ်။ဆိုတော့ FIFA ကပတ်စံဘယ်လိုရှာလဲဆိုတော့ကိုဆက်ပြီးလေ့လာတော့မှာဖြစ်တယ်။လူတော်တော်များများကဒီ World Cup မှာ Trick Cup ရောင်းလို့ဆိုပြီးတော့ဒီဝင်ငွေတွေရရှိတယ်လို့ထင်ကြတယ်။တကယ်တော့ World Cup မှာရောင်းရတဲ့ Trick Cup ကဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်တယ် FIFA ရဲ့အဓိကဝင်ငွေက broadcasting ဖြစ်တယ်ကမ္ဘာတဝန်းက TV channel တွေကဒီ World Cup ကိုထုတ်လွှင့်ခွင့်ရဖို့အတွက်ဒေါ်လာဘီလီယံနဲ့ချီပြီးပေးဝေကြတယ်နံပါတ်1သတင်းစာရှင်းလင်းပွဲမှာဆိုရင်ဘောလုံးသမားတွေရဲ့အနောက်မှာအများကြီးသော sponsor တွေတွေ့ရမှာဖြစ်တယ်ဒီ global sponsor တွေကဥပမာ Adidas Coca-Cola Visa ဒီကမ္ဘာကျော် brand တွေက official sponsor ဖြစ်ဖို့အတွက်ဒေါ်လာတန်းရချေအကုန်ခံပြီးတော့ဒီ World Cup မှာရင်းနှီးမြှုပ်နှံကြတယ်နံပါတ်3 ticket နဲ့ hospitality ပုံမှန်လက်မှတ်တွေမကဘဲနဲ့ VIP hospitality package တွေကလည်းဒေါ်လာထောင်ပေါင်းများစွာကနေတောင်းချီတဲ့ဈေးနဲ့လည်းရောင်းချခဲ့ကြတယ်ဈေးကြီးပေမဲ့လည်းဒီ VIP package တွေကိုအားပေးတဲ့ပရိသတ်တွေလည်းရှိတယ်ဒီကနေလည်းဝင်ငွေများစွာရရှိတာဖြစ်တယ်နောက်တစ်ခုကကြတော့ official jersey တွေပြီးတော့ logo တွေနောက်ထပ် souvenir အမတ်တရလက်ဆောင်ပစ္စည်းတွေ merchandise ကြော်ညာတွေဒီလိုနေရာတွေကလည်း FIFA အတွက်ဝင်ငွေအများကြီးရှာပေးတာဖြစ်တယ်ဆိုတော့ champion prize money ကိုပြန်ကြည့်မယ်ဆိုရင်2026 World Cup champion အသင်းကဒေါ်လာ50ရရှိတာဖြစ်တယ်ဒါက FIFA ရဲ့၄နှစ်တာ15ဘီလီယံဝင်ငွေနဲ့နိုင်ရှိမယ်ဆိုရင်100%လောက်တော့မရှိဘူး 0.33% လောက်ပဲရှိမယ်အဲ့ဒါကြောင့်လူတွေကချန်ပီယံအသင်းကိုပဲအာရုံစိုက်ကြပေမဲ့ business အမြင်နဲ့ကြည့်မယ်ဆိုရင် World Cup ကကမ္ဘာအကြီးဆုံး sport business event ပွဲတစ်ခုဖြစ်တယ်နောက်ဆုံးအနေနဲ့ World Cup မှာချန်ပီယံအသင်းကဖလားကိုကင်မြောက်တယ်ဒါပေမဲ့ business အမြင်နဲ့ကြည့်မယ်ဆိုရင် World Cup ပြီးတိုင်းအကြီးမားဆုံးအနိုင်ရတဲ့သူက FIFA ရဲ့ business model ပဲလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခုကြည့်နေတဲ့သူရောဘယ်လိုမြင်လဲ comment ထဲမှာလည်းကိုယ့်ရဲ့အမြင်ကိုဆွေးနွေးရေးသားခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ် follow လုပ်ဖို့လည်းမမေ့နဲ့နော် see you in the next video